အားလုံးပဲမင်္ဂလာပါ Power Light MD1 ရန်ကုန်ဆိုင်ကနေပြီးတော့တာဝန်ယူတက်ဆင်ပေးရတဲ့ Nail House Fine Grace က site လေးကိုကျွန်တော်တို့ review လိုက်ကြည့်ပြီးမှဖြစ်ပါတယ်။ဘာတွေတက်ဆင်ထားလဲဆိုတာလိုက်ကြည့်အောင်။ခုတက်ဆင်ပေးရတာတော့ SIND 10K inverter နှလုံးဖြစ်ပါတယ်။ customer ရဲ့လိုအပ်ချက်ကတော့ aircon ၄လုံးသုံးဖို့၅လုံးဖွင့်မယ်။ site ဖြစ်တဲ့အတွက် UV set တွေရှိမယ်။ site ရဲ့ lighting ဖလားဆင်ပြီးရှိမယ်။အဲဒီရတယ်အကုန်လုံးတစ်ပြိုင်တည်းအသုံးပြုဖို့အတွက်ကျွန်တော်တို့စီကို inquiry လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စီကနေပြီးတော့စာပေးသမားတွေတွက်ချက်ပြီးတော့ inverter 10K နှလုံးဆင်ဖို့အကြံပေးပါတယ်အဲဒါ customer ကိုကျွန်တော် inverter 10K နှလုံးဆင်ပေးထားပါတယ်ဘောတစ်ခေါက်မိုးမှာလည်းနေကင်းဘက်မှာနှလုံးလောက်သုံးနိုင်ဖို့အတွက် solar 18ချက်တက်ဆင်ပေးထားပါတယ်ဆိုတော့ဒီຢာတွေကတော့ကျွန်တော်တို့ Power Light MD1 ရန်ကုန်ဆိုင်ကနေပြီးတော့ installation မှာအပြီးအလုံးစုံတာဝန်ယူတက်ဆင်ပေးထားတာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့ Power Light ဆိုင်ကနေပြီးတော့တာဝန်ယူတက်ဆင်ပေးထားတဲ့ solar 18ချက်နဲ့ဟုတ်ကဲ့ inverter တက်ဆင်ပေးထားတာလေး review လေးမေးချင်လို့ပါဟုတ်ကဲ့ဟုတ်ဆင်ပြပါတယ်ကိုဟုတ်အခုဆိုရင်အေးလူလူနဲ့နနနေနေ customer တွေပေါ့နော်ဒီလိုပူအိုက်နေတဲ့ຢာသီမျိုးမှာနနနေနေနေလို့ရတယ်အဲကွန်လေးနဲ့မီးပြက်နေတဲ့အချိန်ဆိုရင်လည်းလေဟုတ်ကဲ့ပါဟုတ်နေလို့ရတယ်နောက်ပြီးတော့ဒီမှာဆိုရင် facial ဘိုင်းမှာဆိုဆက်ကြီးတွေညီမတို့သုံးတယ်ပေါ့နော်ဆက်ကြီးတွေလည်းရတယ်ဒီ lighting တွေဆိုလည်းအပြည့်အဝထွန်းလို့ရတဲ့အတွက်အားလုံးဆက်သက်ရအဆင်ပြေပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ဒီတက်ဆင်ထားတဲ့လကျော်တည်းမှာ error တွေပါရောဖြစ်နေတာမရှိပါဘူးရှင်ဟုတ်မြဲစိတ်ချမ်းသာပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုအဲ့တော့ Nail House Fine Grace ကဝန်ဆောင်မှုပေးတဲ့ service လေးတွေကတော့လက်သေးပိုင်းရှိရယ်ဒီမျက်နှာပိုင်းရှိရယ်မျက်တောင်ဆက်တာရှိရယ်မျက်တောင်ကောက်တာရှိရယ်ဝယ်စင်ပိုင်းရှိရယ်အမျိုးသမီးသီးသန့် body spa ရှိရယ်ရှင့်ညီမလေးတို့အနေနဲ့ Nail House Fine Grace ကိုလာကျင်နေဆိုရင်ဟုတ်ဆိုင်လေးစာလေးအနေနဲ့ကတော့အမှတ်164မြင်းဆောင်ကာကြီးရွှေပြည်သာမြို့နယ်ကာကြီးကိန်းမှတ်တိုင်ဘင်းအောင်လမ်းမကြီးပေါ်မှာရှိပါတယ်ရှင့်ဟုတ်တကယ်လို့လာခြင်းနဲ့ညီမလေးတွေမမတွေရှိတယ်ဆိုရင်လည်းဟုတ်လာရောက်ဖို့ဖိတ်ခေါ်ပါရရှင်စနေရသည်ပတ်လုံးအေးလူလူနဲ့နနနေနေနဲ့အနားယူလို့ရပါရရှင်အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့တော့ Nail House Fine Grace ကနေစောင့်မျှော်နေပါရရှင်ခုနကကျွန်တော်တို့တက်ဆင်ပေးခဲ့တဲ့ site လေးရဆိုရင်တော့ကျွန်တော်တို့ Power Light MD1 ရန်ကုန်ဆိုင်ကနေတက်ဆင်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်မှာဆိုရင်တော့ solar inverter battery ဒီပြင်အိမ်သုံးလေးစီပစ္စည်းမျိုးစုံကိုတနေရာထဲမှာစုံလင်စွာဈေးနှုန်းချိုသာလာဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဆိုင်ကိုလာရောက်ကြည့်ရှုပြီးဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဆိုင်လေးရတော့အမှတ်96ခွန်သူတို့မှာလမ်းမကြီးပေါ့ AR နဲ့ဘုံမှာကြာမြောက်ကလာပါမြို့နယ်မှာတည်ရှိပါတယ်ခင်ဗျာဆက်သွယ်ရဖုန်းနံပါတ်လေးတွေကတော့3998ကိုလေးလုံး221ခွန်3998ကိုလေးလုံး331ခွန်လို့ပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ